ပြုံးလင်မျိုးရဲ့ရက်ွက်ကြီးဆက်လေးညောင်ဒီမှာခြံလဲကျဲတယ်ဈေးလဲတန်တယ် view အနေနဲ့လဲတော်တော်လှတဲ့အိမ်လေးတစ်လုံးကျွန်တော်အနေနဲ့အယောင်မိတ်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့ပိုင်ရှင်ကတော့တခြားမျိုးอ่ะဆိုတော့ဒါအိမ်ဆောက်ပြီးတဲ့ကားကိုလုံးဝမနေရသေးတဲ့အိမ်အသစ်အနေထားမျိုးဖြစ်တယ်ရက်ွက်ကြီးဆက်လေးညောင်ဒီဆိုတော့လဲဒါပြင်ဦးလင်မျိုးမှာတော်တော်များများသိတယ် VIP ရက်ွက်အနေထားမျိုးဖြစ်ပြီးတော့ရက်ွက်ကြီး6ရဲ့ vibe ကိုလည်းအပြေအဝရတဲ့အိမ်လေးတစ်လုံးကျွန်တော်အနေနဲ့အခုအယောင်မိတ်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့ခြံကျဲဝန်းအနေနဲ့ကမျက်နှာစာကပေ60ရှိတယ်အနောက်ကိုပေ90ဆိုတဲ့အကျယ်ဝန်းအတိုင်းတာဖြစ်တဲ့အခန်းဖွဲ့အနေနဲ့ကတော့ဒီအိမ်မှာစင်ငယ်တစ်ခန်းမာစတာနှစ်ခန်းနဲ့ဖွဲ့စည်းတိဆောက်ထားတဲ့ RC တစ်ထပ်တိုက်လည်းဖြစ်ပါတယ်အခန်းဖွဲ့အနေထားတွေကလည်းအကုန်လုံးကျဲတယ်လင်းလင်းရှင်းရှင်းရှိမယ်ကွန်မန်တွိုင်းလက်အနေနဲ့လည်းပါမယ်အဲ့တော့ဈေးတန်းအနေနဲ့မှာကလက်ရှိကာလာပေါက်ဈေးရတော်တော်လေးကိုတန်တဲ့ဈေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်အဲ့တော့ဒီအိမ်မှာလက်စားသက်စရာရှိတဲ့အနေထားမျိုးတွေရှိတယ်ဒါကိုလည်းအိမ်ရှင်ကအပီးစီလုပ်ပေးမယ်အနေထားမျိုးလေးဖြစ်ပါတယ်အဲ့တော့ချန်ကျယ်ဝန်းအနေနဲ့ဒါပေ60 50 RC တစ်ထပ်တိုက်ကို3300တဲ့နဲ့ပိုင်ရှင်ဓာတ်ရိုက်ညှိနှိုင်းပြီးတော့ရောင်းချပေးမယ်အနေအထားမျိုးဖြစ်တယ်ဆိုတော့ဒါဈေးတန်းအနေနဲ့လည်းတော်တော်လေးတန်တယ်ပြုံးလင်မျိုးမှာဒါရက်ွက်ကြီး6လူမျိုး vibe ကိုရမယ်အနေအထားမျိုးမှာတည်ရှိတဲ့ရက်ွက်ကြီး14ညောင်ဒီမှာတည်ရှိတဲ့အိမ်လေးတစ်လုံးလည်းဖြစ်ပါတယ်အဲ့တော့လမ်းအနေထားတော့ဒါပေ25ပေလမ်းဖြစ်မယ်လမ်းအပိတ်အနေထားမျိုးဆိုရင်အစွန်ဆုံးအကွက်အနေထားမျိုးတော့မဟုတ်ဘူးကိုယ့်ရဲ့အိမ်ကနေဒါကားကိုအဝင်ထွက်အေးအေးဆေးဆေးလွတ်လွတ်လပ်လပ်သွားလို့ရမယ်အနေထားမျိုးလေးဖြစ်ပါတယ်စိတ်ဝင်စားရဲဆိုတော့ကျွန်တော်ရဲ့ဆွီထုံကိုဆက်သွယ်စုံစမ်းလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ